အားလုံးပဲမင်္ဂလာပါမုံမုံအတန်တိတ်မဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့အမခန့်တစ်ကဘာရဲ့ထိတ်တမ်းမျိုးတစ်မျိုးဖြစ်တဲ့ဒူဘိုင်းနိုင်ငံရဲ့အကြောင်းကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒူဘိုင်းနိုင်ငံဟာအရက်စော်ဝါဒီရဲ့ပြည်တော်စုတစ်ခုဖြစ်ပြီးလူရဲ့အများဆုံးမြို့ဖြစ်ပါတယ်ကဘာပေါ်မှာခင်မီဒိုးတက်မှုနဲ့ဇိမ်ခံမှုတို့နဲ့အထူးကြော်ကြားတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်ဒေဂနာယဘေးကတငါရွာလည်းဖြစ်ကနေ18ရာစုကစတင်ခဲ့ပြီး21ရာစုတို့ရောက်လာခဲ့တဲ့အခါမှာတော့ကမ္ဘာအစင်မီစီးပွားရေးခီးသွွားလုပ်ငန်းများနဲ့ပြီးတူကလည်းရများရဲ့ဗဟိုအကျက်ဖြစ်လေမြန်စွာပြောင်းလဲလာခဲ့ခြင်းမှာအမကန်ပွေရဖြစ်ပါတယ်ဒူဘိုင်းမျိုးရဲ့သင်္ကေတဟာအမြင့်ဆုံးအဆောင်အဦဖြစ်တဲ့ဒီတာဝါတန်ကြီးပဲဖြစ်ပါတယ်ဒူရဲ့မြင့်ပေဟာ628မီတာချိပြီးတော့အဲ့ဒီရဲ့မြင့်ကနေဒူဘိုင်းမျိုးရဲ့မြင်ကွင်းမြကိုအပေါ်စီးမှတက်ရဲ့ရှုမောဖွယ်ကြည့်ရှုနိုင်ပါတယ်ဒူဘိုင်းနိုင်ငံရဲ့ဒူချသောဘီတုကလက်ရာတစ်ခုမှာဘမ်ဂျူမီယာခေါ်တဲ့လူလုံးကျွန်းချင်းဖြစ်ပါတယ်စိတ်ခဲဟိုတယ်များဗန်ပြင်းစကားများနဲ့နေအိမ်များပြည့်နှက်နေပြီးကဘာအံဖွယ်ထဲမှာတစ်ခုအဖြစ်တတ်မှတ်ရှင်းခံထားရပါတယ်ဒူဘိုင်းရဲ့စီးပွားရေးဟာတစ်ချိန်ကရေနံပေါ်များစွာမိခိုးခဲ့ပေမဲ့လည်းယခုအခါမှာတော့ကုန်တယ်၍ခရီးသွားလုပ်ငန်းလေကြောင်းလိုင်းနဲ့အိမ်ချမ်းမြေကာနများကနေအဒီကြောင့်ဝင်ငွေရရှိနေပါလေ2018ခုနှစ်တွင်ဒူဘိုင်းရဲ့ရေနံမှရရှိတဲ့ဝင်ငွေဟာနိုင်ငံရဲ့စူးစူးပေါင်းပြည်ရင်းထုတ်ကို100ရာခိုင်နှုန်းအောက်သာရှိတော့တာကိုကြည့်ရှင်းဖြင့်ပြောင်းလဲမှုကြီးကိုတည်တားနိုင်ပါတယ်ဒါဝရန်ကြီးရဲ့ရှင်ရေးမှာတည်ရှိတဲ့ဒူဘိုင်းရေပန်းဟာဘာအကြီးဆုံးတောက်ွယ်ပုံစံစမ်းရွေစနစ်ဖြစ်ပါတယ်ညနေတိုင်းတချင်းရဲ့ညီအမြင့်ပေ150မီတာအထိပန်းထုံနိုင်တဲ့ရင်ပြန်းများရဲ့အလှကိုလူအများကစိတ်ဝင်စားစွာကြည့်ရှုကြပါတယ်ဒူဘိုင်းဟာပူပြင်းချောက်သွေးတော့တိုင်ကနာယရာဒီဥတုတစ်ခုရှိတော့ကြောင့်လူရာဒီမှာပူချင်းရလို့မြင့်မားပါတယ်ဒါကြောင့်ခီးသွွားများအတွက်အလဲပတ်သွားရောက်ရန်အသင်တော်ဆုံးဝိုင်ရှင်ရအပူရှင်ရုံနေတဲ့ဆောင်းရာသီဖြစ်ပြီးတော့နဝင်ဘာလကနေဧပြီလထိသွားနိုင်ကြပါတယ်ဒူဘိုင်းမြို့ဟာနိုင်ငံတကာမှလူမျိုးပေါင်းစုံလာရောက်နေထိုင်တဲ့တကမ္ဘာလုံးဆိုင်ရာမြို့ကြီးတစ်မြို့ဖြစ်သောကြောင့်ဒေသခံအရဲ့ရိုးရာရည်ကျင်းမှုများတဲ့ခေတ်တဲ့အနောက်တိုင်းရည်ကျင်းမှုများပါရောနော်ပေါင်းဆက်နေတာကိုတွေ့ရပါတယ်မွတ်စလင်ရည်ကျင်းမှုကိုလေးစားသောအဖြစ်အများပြည်သူနှင့်ဆိုင်သောနေရာများမှာတင်လျော်တဲ့ဝက်ဆန်းစင်ရမှုကိုဂရုစိုက်တင်ပါတယ်ဒူဘိုင်းမြို့ဟာအသက်ရဲ့ရိုးရှင်းတဲ့တငါရွာလေးဘဝကနေယနေ့ခေတ်ကမ္ဘာထိပ်တန်းခမီမြို့ကြီးအဖြစ်ကိုအောင်မြင်စွာတည်ဆောက်နိုင်ခဲ့တဲ့အားရလူမျိုးတွေရဲ့ရည်မှန်းချက်ကြီးမှုနဲ့ကြိုးစားအထောက်မှုတွေကိုထင်ဟပ်ပြသနေပါတယ်။ကြောက်ဆိုရင်ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ကြရအောင်ဗျ။နောက်ထပ်အခုတရတဲ့တင်ဆက်ပေးမှာကျွန်တော်ရဲ့ channel လေးကိုလိုက် subscribe လေးလုပ်ထားခဲ့ပါဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။